အမောကိုတရားနဲ့ဖြေမယ်မိမိရဲ့စားဝတ်နေရေးဆိုတဲ့အရေးတွေအတွက်ဘဝမှာပင်ပန်းနေခဲ့ကြပြီပင်ပန်းလိုက်ပင်ပန်းနေစေပဲကိုယ့်ရဲ့ထမင်းတစ်လုံးဖြစ်လာဖို့အတွက်ကိုဝိချင်တဲ့အဝတ်စားတွေဝတ်နိုင်ဖို့အတွက်ကိုနေခြင်းတဲ့နေရာမှာနေနိုင်ဖို့အတွက်ရုန်းကန်ရတယ်ဆိုတာလွယ်မလွယ်တာတနေ့တာအလုပ်လည်းမဟုတ်ဘူးတလတာအလုပ်လည်းမဟုတ်ဘူးတစ်နှစ်တာအလုပ်လည်းမဟုတ်ဘူးမသိမချင်းလုပ်ရတာကိုကထမင်းမစားဘဲမှနေတဲ့သူမှမဟုတ်တာအဝတ်စားမဝတ်ဘဲလည်းနေနိုင်တဲ့သူမှမဟုတ်တာနေစရာမရှိဘဲလည်းနေလို့ရတဲ့သက်ရှိမျိုးမှမဟုတ်တာကိုဒီတော့အဲ့ဒီစားရေးဝတ်ရေးနေရေးအတွက်ရုန်းကန်ရတဲ့အခါမှာအင်မတန်ပင်ပန်းတယ်ရိုးရိုးတန်တန်ရှာယုံရှာနေရရင်ကိစ္စမရှိဘူးရှာလို့ရနေရင်လည်းကိစ္စမရှိဘူးကိုတမင်းအတွက်ကိုရှာစားနေပေမဲ့လို့အနောက်ရှက်ဆိုတာလည်းရှိတတ်ပြန်တယ်အခက်အခဲဆိုတာလည်းရှိတတ်ပြန်တယ်ပြဿနာဆိုတာလည်းရှိတတ်ပြန်တယ်ကိုမထင်ထားတဲ့အချိန်မှာမထင်ထားတဲ့ရှုထောင့်ကနေပြီးတော့ကိုတိုက်ခိုက်တယ်ဆိုတော့တိုက်ခိုက်မှုတွေလည်းပေါ်လာတတ်တယ်အဲ့ဒါတွေကြောင့်ဘဝစိတ်မောလူမောဖြစ်ရတယ်ဒါတွေကဘယ်တော့ရက်မလဲဆိုရင်ဘယ်တော့မှလည်းမရက်ပါဘူးနောက်တဲ့ဘဝရရင်လည်းဒါတွေပဲထပ်ပြီးတော့ကြုံအောင်ပါပဲလူတွေနဲ့တွေ့နေတဲ့များကာလပတ်လုံးလူတွေပေးတဲ့ဒုက္ခတွေကိုရင်ဆိုင်နေရအောင်ပါပဲဒီလောကထဲမှာပြန်ပြီးတော့ဘဝအသက်ရအောင်မယ်ဆိုရင်လောကကပေးတဲ့ဒုက္ခတွေကိုရနေအောင်ပါပဲဘဝဆိုတာဒုက္ခပဲဒီတော့ဒီဘဝအမောတွေကကုံဆုံးနိုင်တဲ့အချိန်မရှိဘူးဆိုရင်ဘာလုပ်မလဲတရားနှလုံးသွင်းရတာပေါ့အဲ့ဒီတရားနဲ့တမာတိရအောင်လုပ်ရတယ်တမာတိရတဲ့အချိန်ဟာငြိမ်းချမ်းတဲ့အချိန်ပဲလောကတဘာဝတွေကိုအမှန်တိုင်းမြင်သွားပြီးတော့ညှိကပ်တွေ့တာမှုတွေနဲလာတဲ့အချိန်ဟာအေးချမ်းတဲ့အချိန်ပဲနေရတာအတိတ်ပဲပြန်ရှိလာလိမ့်မယ်စိတ်ထဲမှာခွန်အားတွေပြန်ရလာလိမ့်မယ်တရားကအဲ့ဒီခွန်အားကိုပေးတယ်ဩဘယ်အရာမှလည်းမမြဲပါလားမမြဲတဲ့အရာတွေကိုဖတ်တွယ်ထားမယ်ဆိုရင်တော့ကိုယ်ပဲဒုက္ခရောက်မှာပဲကိုယ်ပဲပူလောင်ရမှာပဲအရာရာဟာပြောင်းလဲဖောက်ပြန်တတ်တာပါလားပြောင်းလဲဖောက်ပြန်တတ်တဲ့အရာတွေကိုကိုယ်ကစုပ်ကင်ထားမိမယ်ဆိုရင်တော့ခံစားရတဲ့သူကကိုယ်ပဲဖြစ်မှာပေါ့ဘဝတာဝန်ရှိတဲ့အတွက်အဲ့တာဝန်ကြီးကိုထမ်းဆောင်နေပေမဲ့လို့မမြဲသောအရာဟာမမြဲဘူးပဲဆင်းရဲတဲ့အရာတွေကဆင်းရဲနေတာပါပဲဒါကိုအမှန်တိုင်းသိတဲ့အတွက်ကြောင့်ဘာကိုမှမတွေ့တာတော့ဘူးဘယ်အရာမှမမြဲပေလို့အမြဲတမ်းဆင်ခြင်ရင်းနဲ့အေးချမ်းတဲ့နှလုံးသားနဲ့နေတယ်ပြောင်းလဲဖောက်ပြန်သွားတာတွေကိုလက်ခံနိုင်အောင်ကြိုးစားတယ်ဒါသဘာဝပဲအဲ့ဒါတရားနှလုံးသွင်းပြီးတော့နေတာအရာရာဟာဖြစ်ပြီးပြတ်သွားတယ်သဘာဝပဲကိုပိုင်ထားတာတွေပျက်စီးသွားပြန်ပြီဒါပြတ်ရမယ့်သဘောဟာပြတ်တာပဲကိုဆုံးရှုံးရမယ့်အရာတွေဆုံးရှုံးသွားပြန်ပြီဆုံးရှုံးရမယ့်နေမလို့ဆုံးရှုံးတာပဲပြတ်ချိန်တန်ရင်ပြတ်ကြတယ်ဆုံးရှုံးဖို့အချိန်တန်လာရင်ဆုံးရှုံးရတယ်လက်လွတ်ဖို့အချိန်တန်လာရင်လက်လွတ်လိုက်ရတယ်အဲ့ဒီတရားသဘောတွေအမြဲဆင်ခြင်ပြီးတော့နေရင်ဘဝအမောတွေကိုဖြည့်သိမ့်လို့ရတယ်အဲ့ဒီမှာမှဘုရားတရားနဲ့နေခြင်းဆိုပြီးဂုဏ်တော်ပွားပြီးတော့နေတာမေတ္တာပွားပြီးတော့နေတာတရားသဘောတွေကိုဆင်ခြင်ပြီးတော့နေတာကိုယ့်ဘာသာကိုယ်တမာတိနဲ့ကိုပြည့်စုံအောင်နေတာဆိုတဲ့အရာတွေဟာဘဝအမောတွေပြေစေတဲ့နည်းပါပဲလောကဒုက္ခတွေဘလောက်ပဲကြီးကြီးတရားကကိုယ့်ကိုအေးချမ်းမှုတွေပြန်ပေးတယ်ဘဝထဲမှာဘလောက်ပဲမောတရားကကိုယ့်ကိုနားခွင့်ပြန်ပေးတယ်ကိုယ့်ကိုဉာဏ်အမြင်တွေပွင့်လင်းစေတယ်ဒါကြောင့်မလို့ကိုယ့်ဘဝတွေကဘဝအမောတွေကိုတရားနဲ့ဖြေပါလို့တိုက်တွန်းချင်ပါတယ်အားလုံးတရားဆောင်ရှောက်မှုဖြင့်အေးချမ်းကြပါစေ